ပတ်စံလာရှိဘာမဆိုလှုပ်လို့ရတယ်လို့မမောစရာကောင်းတော့တဲ့ပတ်စံပမာဏပေးရလေဘာမဆိုလုံနိုင်ပါလေဆိုတဲ့လူတစ်ပေါက်မှလည်းတူအမှန်တရားကအမှန်တရားတိုင်းမရွှေ့မပြောင်းမတနည်းရတောင်းတောင်းမှရှိနေစမြဲပါတချို့ချိန်တွေမှာလူကိုတကယ်ပြောင်းလဲစေနိုင်တာကချစ်ချင်းမေတ္တာပါပဲချစ်ချင်းမေတ္တာကြောင့်လောဘတွေကိုလက်လွတ်နိုင်လာတယ်ကိုလုပ်ခဲ့တဲ့အမှားတွေကိုနားလည်လာပြီးလောဘကြီးပေါ်အမြင်တွေပြောင်းလဲလာပါလိမ့်မယ်ဒါဆိုရင်ချစ်ချင်းမေတ္တာကပဲလူတစ်ယောက်ကိုတကယ်ပြောင်းလဲစေနိုင်မှာလားပတ်စံကပဲအရာအလုံးထိန်းချုပ်သွားမှာလား没有瞎的，老人看见。屁股啊，等你啊呗。你第三年呗，弄的少，那把拿吧，我看的一万的。米啊，ဒီစက်လေးကပြပေါ်အတွက်မရှိမဖြစ်အမှတ်တရလေးတမီးရဲ့ဒီစက်လေးကပဲမင်းကိုပြန်ပြီးတော့ခေါ်နိုင်ပါလေတမီးရဲ့平地你第三年呗，弄少呀，我变慢了。ဘယ်မှာဟိုတမီးဟာတမီးမိတော့ပဲလေမလုံးဝရင်ဟိုကိုပြန်မနေတာ ပြီးရောဒီစိတ်ချမ်းသာရင်ပြီးရပဲအဲ့လို အဲ့ဆိုဖေးစားဖို့သမီးတစ်ခုပြင်လိုက်မယ်နော်တလေးလောက်တိုက်လို့ရမလား တောက်တတလားယူလေလောလောကတော့စင်ပြေရလား ဒီလိုပါပဲအဲ့လောက်အထွေထူးလည်းမဟုတ်ပါဘူး你ပြောပါတော်စောဟဟလားဒီကောင်ငါးလက်ကနေပြေးလို့ရမယ်ထင်တယ်အကောင်တွေ့အောင်ရှာပြင်ကောင်းဖုန်းရဆက်
你别没气力，臭着。 ဟယ်လိုဆရာဒီပြောသူကပတ်စံပြန်မပေးနိုင်ဘူးလို့ပြောနေတယ်ဆရာကျွန်တော်ကဘာလုပ်လဲ ဟိုကောင်ဖုန်းပေးလိုက် ဟုတ်ကဲ့ဆရာအဲ့ပြော ဟဲ့လူဆန်ခဏပတ်စံနေကြုတ်ချက်ချင်းပြန်မပေးဘူးလို့ပြောနေတာမဟုတ်ဘူးလေဗျာအချိန်လေး3ရက်လေးပဲစောင့်ခိုင်းနေတာ3ရက်ပြည့်တဲ့နေ့ကျလို့ရှိရင်ခမ ्या ပြောတဲ့ပတ်စံနဲ့ခမ ्या ပြောတဲ့အတိုးပါပြည့်စေရမယ်လောလောဆယ်တော့ငွေလည်းမြုပ်နေတယ်ဗျာဒါမှမတက်နိုင်တော့ကျွန်တော်လည်းဘာမှမလုပ်ပေးနိုင်တော့ ဒီမှာကြောက်စားຢာတိုင်းမှာသူ့တက်ကြီးဆိုတာရှိတယ်ကွာဒါပေမဲ့လေမြင်ငါတော့အမိုက်လို့ဖြစ်သွားပြီကွာ ကျွန်တော်တို့ဘာလုပ်လဲဆရာ အမိုက်တွေဘာလို့ပြလဲဆိုတော့မသိရမလား ဒီကောင်ကတော့ရှော့သွားအောက်ကိစ္စပြီးမှာတော့အောက်မှာနံပါတ်1စောင့်နေကြတယ် ဘာစနဲ့အင်တိုထရနိုင်ဆောင်ရမိုက်ပါ ဟုတ်တယ်တော်တော် fine နေပြီဟိုပါနဲ့ ကျွန်တော် intro drum လေးနဲ့ဝင် intro drum နဲ့မနေ့တော့မြင်သွားမယ်နော်ဒါလေးဂီတာလောက်ပဲဆိုတော့အဆိုငါပေါ်တော့တယောက်ရှိတယ် drummer ဟောဒီကောင် studio သွားပြီးတော့ main တစ်ချင်းကိုနည်း improvise လုပ်ကြည့်လား ကျွန်တော်ဖေးကြောင်မသိရတယ်လို့ကျွန်တော်ဒီနေ့အောင်ဗျာခိုးထွက်လာတာ မင်းပြည်လောက်ချမ်းသာတယ်နော်ဒီလောက်ကတော့ပါပါပါပြီးတော့ငါပေါ်တော့လည်းအဲ့လိုမြည်ပါပါ ချမ်းသာတာဟုတ်တယ်ဒါပေမဲ့ကျွန်တော်ဖေးကဒီလုံးတွေလိုက်နေမကြိုက် ဒါမဲ့ သွားကြရင်ရှိရင်သွားလိုက်ကျွန်တော်ပြင်းနေတွေ့တယ်ဒီအကျိုးမရှိတဲ့လုပ်တွေနဲ့ချိန်ဖြုံးနေတာတော်သေးပြီ ဒါအကျိုးမရှိရဲ့လုပ်တယ်ဖို့မသိဘူးဒါရဲ့အိမ်မက်တွေဒါတချင်းထုတ်ချင်တယ်ဆိုတာလေအဖေလည်းသိရတာ ဒီမှာစီမင်းကတစ်ချိန်မှာငါ့ရဲ့ empire တစ်ခုလုံးဆက်ခံရမယ်မင်းအိမ်မက်တွေရောဘာမှခက်ကြပေးနိုင်လို့လဲ အေးရဲ့ဒူးဆိုင်လုပ်တွေရောဒါအတွက်အာမခံချက်ပေးနိုင်လို့ ဘာလို့ပွဲတက်စားရှင်ကောက်တယ် 我把豆了。你操你妈的家人，这暴力了。မ
စ္စည်းချင်းတွေဘယ်လိုရှိလဲ ဟုတ်ကျွန်တော်အတိုက်တော့ဒူးလာကြည့်လိုက်ပါဘယ်တော့မှလည်းဆင် ဆိုတော့မင်းတို့ပစ္စည်းမရှိသေး ဟုတ်တယ် ဘူးအာဒီပစ္စည်းကိုဘယ်လောက်ထိလိုအပ်နေလဲဆိုတော့မင်းသိဆုံးမှာပေါ့ ကြည့်လိုက်ပါ မင်းမလုံနိုင်ဘူးထင်ရင်ငါဝမ်းတော့တော့ ဒီနေ့တော့ဖောက်တယ်မဟုတ်တော့ဘူးပေါ့ ပြောဖို့တယ်ပေါ့အဲ့ဒါမောင်စစ်ကြည့်ချင် ညကြောက်တယ်နော်အဲ့ဒါသိတာဒီလိုရှောက်ပေါ်နေမယ်ဆိုရင်တော့ရုံးမယ်ထင်လို့လား ကြောက်တယ်ဆိုတာကလည်းသူတို့မမြင်ရတဲ့ຢာကိုကြောက်တာပဲလေ အဲ့ဆိုရင်ငါ့ရောဟုတ်ပေးကြလား နင်အမှန်တိုင်းကိုပဲကြားချင်လားအဆင်ပြေတာကိုကြားချင်လား မှန်ပဲပေါ့ ဟုတ်ပြီလေဘယ်ရွေး အောင်ဆုံးကနင်းရဲ့အတိတ်ကိုကိုစားပြုတယ်အတိတ်မှာဖြစ်ချင်တဲ့ဆန္ဒတွေကိုကြောင်ပို့ထားခဲ့ပြီလေ ဘလို့လဲမှန်တာပဲ က7 or so ပြည့်အတိတ်ပဲကနင်းခုပြုံးနေပြီပဲစိတ်ထဲမှာတော့ထပ်ပြေးခြင်းနင်းရဲ့ပစ္စုပန်ခံစားဆိုဟုတ်ရဲ့ ဘောဘူးမှမပေါ်ပြခဲ့ဘူးငါလိုဘသူ့ကိုမဖြစ်စေချင်ဘူးတော့နီးရဲ့နာကကောင်းတဲ့နေရာကိုသွားမလားဟုတ်ဒီချင်းနေမှာပဲဆက်နေမလားအနေရွေးချယ်ရမယ် ညလူဆိုးဆိုပေမဲ့သိထားရညံ့တာပဲ လူစိုးဆိုတော့သူတို့ရဲ့နာကျင်မှုကိုဖုံးကွယ်ထားတဲ့လူတွေရဲ့လူပဲလေသိရမှာအသွေးနဲ့တန်းနဲ့တိဆောက်ထားတယ်လူလဲသမီးလားလူလဲလို့ပြောနေတာကြီးကိုအဲ့လိုမင်းတို့ဘာဘာလို့တာ တို့ခင်ဗျားရဲ့ပစ္စည်းလာဝယ်တာ ဟောဒါပစ္စည်းကလည်းမဟုတ်ဘူးကွာညမင်းတို့ရောင်းနေထော်ရ ဒီကပတ်စံနေဖြစ်ပါတယ် ဟဲ့မပစ္စည်းဒီပတ်စံလည်းတော့လုံးဝမလဲနိုင်ဘူးပြောဟဲ့မင်းတို့ကတော့ထော်လိုက်ရအောင် ဦးမောင်ခင်ဗျလွယ်ရဲ့ကိစ္စတွေကိုခက်အောင်မလုပ်ဘူး။အဲ့မှာခင်ဗျတတ်လုံးစားမကုန်တဲ့ပတ်စံတွေပါတယ် ခင်ဗျားဒီပတ်စံကိုယူကျွန်တော်ကစောင့်မဆိုင်ဘူးကျွန်တော်တို့တောင်းရင်ဒီပစ္စည်းကိုရအောင်လုပ်ပါဦးကဲအားလုံးစားတော့ပြီးပါပါနံပါတ်3 ဘာကြောင်ရလဲဆိုတော့
包括人的鸡啊。ဒါငါတို့ချင်းရဲ့ပစ္စည်းလား ကောင်းတယ်ရန်ကောင်းတယ်နောက်ဆုံးတော့ဒီပစ္စည်းနဲ့ငါသားကိုပြန်တွေ့ရတော့မယ်မင်းတို့ငါ့ကိုစိတ်မပြတ်စေရအောင်ပဲရပြီတော့ ဘာများလို့ရှိသေးလဲခု ဘာမှတော့မလို့တော့ညီလေးအဖို့သိချင်တာလေးတစ်ခုပဲရှိတယ် ဆိုင်မှာလှုပ်နေတဲ့ကောင်းကောင်လေးတူအားကောင်လေးကိုမတွေ့မိဘူး ။အော်အခုစင်ကြီးပြောတာထင်တယ်သူ့အပေမနေ့ကရုတ်တရက်ဆုံးသွားလို့ဒီနေ့သူခွင့်ရရဗျ။ အော်ဟိုအေးကျေးဇူး ဆရာကျွန်တော်တို့ဆက်ကိုနံပါတ်3ယူရပြီဆရာသူရဲ့လက်ပြန်ကားရခွေမျိုးအကောင်တစ်မျိုးလုံးမြည်နေပြီရှာခွေရနဲ့ရှင်မထားနဲ့ ဒါပဲဆရာ နောက်ပြန်မပြောနဲ့ခွေနေသွားရှာတောင်းဒီစက်နေပြီ စင်ဒီကိုရပြန်မစုံလို့ထင်ထားရစတယ်ဘုံမျိုးကောင်းဝေးပြီးနေလို့ကိုတောင်းမှပါကိုခွင့်လို့ပေးပါစင်ဒီကိုခွင့်လို့ပေးပါ
မောင်လေးဖုန်းလေးတော့ဘာထုံးမဲ့မထင်ဘူးဒီလည်းမောင်လေးဇန်လက်အောင်မှာလုံးလုံးကြာကြာကောင်းကြီးကိုဖြစ်နေကြမလီယိုမင်းနံပါတ်2ဆိုတဲ့နာမည်နဲ့ဇန်လက်အောက်ကခွေမင်းဆက်လုံးပါငါတော့ရုံထွက်ဖို့ကြိုးစားနေပြီမင်းလည်းကြိုးစားတယ်ငါလည်းမသိတော့ဘူးငါလည်းအဇဲလောက်ကနေငါလည်းရုံထွက်ချင်တယ်ဒီလိုရုံထွက်မှမသိဘူးကွာမင်းသွားတော့ငါဇန်တဲ့ကိစ္စကိုငါကြည်ရှင်းထားလိုက်မင်းသွားတော့ကြာကံကောင်းပါစေကွာကိုကောင်းတဲ့နေရာမှာငါတို့တက်စတယ်မင်းတို့ရှာဒီလောက်လည်းမခံခဲ့ပါလားမင်းတို့မင်းဒီလားလောကကြီးမှာငါမိုးစိုးရခြေစူးပန်းနေကောင်မင်းတို့လူချင်းတော့ငါစီမှာခါခါရရတယ်လာပြီးတော့တောင်းဆိုတယ်မင်းတို့လူချင်းတာလည်းရအောင်အခုလိုပဲလို့လားမင်းတို့ကောင်မနဲ့လို့ထင်တာခင်ဗျားလုံးရက်ကောင်အမှန်လည်းလို့ထင်လို့လားဇန်အမှန်တရားကိုခင်ဗျားဘေးပေးတဲ့အတိုင်းတော်နေတယ်ဟောဒီဝဲခင်ဗျားနိုင်လို့ခင်ဗျားထင်နေရတယ်ဟမ်ယူပါရွေးနောက်တော့ကျွန်တော်ကိုရနေပြီပဲလေငါနိုင်တယ်ငါနိုင်တယ်ကွာလောကမှာပတ်စံဆိုရရှိနေမိလို့များမှန်တယ်လို့ပါပဲ Sorry ကွာဒါမင်းကားရဲ့ဆက်ပဲမင်းမသိဘူးဘာလို့ငါနဲ့လာတဲ့တဲ့တွေ့ချင်းလဲကျွန်တော်တို့လည်းဆိုတာတော့ရေးမကြည့်ပါဘူးဒါပေမဲ့ boss လိုချင်တဲ့ information ကျွန်တော်စီမှာရှိနေအဲ့တော့ငါဘာပြန်ပေးရမှာဘာပေးရမလဲပေါ့ boss ကအလုပ်လေးတစ်ခုရရမင်းပေးမယ့် information ပါလေကျွန်တော်တို့လည်းမရှိနေကြတယ်用trouble cut in on
ပေါ်မတင်ငါပစ္စည်းကိုလဲသွားမင်းတော့မှာလက်ပစ္စည်းကိုတွေ့ရအောင်သူ့လက်ထဲမှာပဲရှိနေတယ်ရှားရရင်မင်းတော့ဟော Lights blur, I'm lost in the motion. My focus fades and time is stolen. As moments dissolve, I forget them all. Maybe I'll question if there